လေးဆန်းရဲ့ကိုဘွားကိုပဲတက်ပြဟုတ်လားဆန်းဆိုတာ6ရက်ငယ်နိုင်လေးနော်ကိုလေးနဲ့ကိုမောင်နေနားမလဲဘူးဆန်းရဲ့ကိုဘွားက2ခုတည်းမဟုတ်ဘူး6ခုပေးတယ်ဝမ်းရည်ဘက်ကမှာ ဒီညီမလေးကကိုကြီးကိုလေတိုက်ထားတယ်ပေါ့နော်ဒါမဲ့ကိုကြီးကညီမလေးကိုစိတ်မဆိုးပါဘူးဘာလို့လဲဆိုတော့ညီမလေးကချစ်စရာတအားကောင်းနေလို့ကွာဒီညီမလေးကအခုဆိုရင်အသက်က73လောက်ပဲရှိအောင်မယ်နောက်တဲ့9နှစ်လောက်စောင့်လိုက်လို့ရှိရင်ညီမလေးကိုကြီးကတင်တောင်းလို့ရပြီ ဟာဒီဘေးကစကားပြောလာရှင်ဘာလူမိုက်လူမိုက်လေဘူးဆိုင်ကပါအောင်မှုအဖိုးနော်ဘာမှမထိုးတဲ့တဲ့နေရာတော့ချိန်မျိုးပဲလူမိုက်တော့မဟုတ်ဘူးအပြင်းပြင်းအောင်လူဆက်လာတယ်ဒီမျိုးကိုရှော့ဖို့တော့ကိုကြီးကအချိန်3စက္ကန့်လောက်ပဲလို့ဘောပေါ့ နောက်တစ်ခုပြောမယ်ဒီညီမလေးကိုဆဲနေတဲ့ကောင်လေးပလိန်နေတဲ့ကောင်လေးပြောမယ်ဒီညီမလေးကိုဆဲလို့ရှိရင်ငါမကြိုက်ဘူးတော့ရောက်လေငါမကြိုက်ဘူးတော့သူ့ဗီဒီယိုအောက်မှာတော့မဆဲနဲ့တော့ငါမကြိုက်ဘူးတော့နောက်တစ်ခုပြောလိုက်မယ်ကိုဗရန်ဒီညီမလေးကိုမင်းကောင်မလို့ခေါ်နေရရက်တန်းရက်ဒီညီမလေးကနောက်တစ်ရှင်ကြားလို့ရှိရင်မင်းရဲ့ဆရာကတော့ဖြစ်လာနိုင်တယ် မကျင်းနဲ့လားမကျင်းနဲ့ပြောင်းလို့လာခဲ့လိုက်အချိန်မျိုးပဲနော်ဒီဝိုင်းချောင်းပြီးတော့ဘာအောင်ထင်းနေရသိရင်စုံစမ်းကြည့်လိုက်နော်ဒီဝိုင်းချောင်းပြီးအကုန်ပြီးတယ်ငါပြီးလို့မပြီးငါဆက်မလို့မဟုတ်ဘူးအဲ့လောက်ထိကိုကြမ်းတာကိုပြောချင်တာဝါရောငါလက်တွေချီမပါချင်းဘူးနော်မင်းအေးစင်းနေလိုက်တော့